Hey TikTok family တို့ကတော့ TikTok အကောင့်3ကောက်ရှိတယ်တစ်ကောက်ကိုပုတ်54ပုတ်ပုံမှန်တင်တယ်တရား3ပုတ်ပုံမှန်တင်တယ်ကျန်တဲ့42ပုတ်ကထွေရ4ပါးတင်တယ်ငါရဲ့စ조사မှုကချီနီးတော့မဖြစ်ဘူးနော်ဘာကြောင့်လဲငါကလူတွေကိုမင်းသမီးတော့မဟုတ်ပင်မဲ့ရက်တာမျိုးစုံပေးတယ်ပျော်ရွှင်မှုလည်းပေးတယ်တင်ကြားမှုလည်းပေးတယ်တရားအသည့်လည်းပေးတယ်စုံမမှုတွေလည်းပေးတယ်လမ်းညွှန်မှုတွေလည်းရှိတယ်ငါနဲ့တွေ့ရင်ပျော်သွားစေရငါအောင်မြင်လေအောင်မြင်ဆိုတော့အောင်မြင်နဲ့တွေ့ရင်ပြီးတယ်ငါဘာလုပ်ငန်းတွေလုပ်လဲငါရဲ့အခြေစိုက်တဲ့လုပ်ငန်းကအောင်မြင်လက်တွေ့အသက်တင်ကွန်ပျူတာအန်အင်တာအောင်မြင်လက်တွေ့အသက်တင်ကွန်ပျူတာသင်တန်းနဲ့ international စစ်တွင်သင်တန်းကိုဦးစားပေးတင်တယ်ဂျပန်စကားပြောအင်္ဂလိပ်စကားပြောစွမ်းရည်မြင့်သင်ချလေးတဲ့တင်တယ်ဒီဒါရှစ်သင်တန်းတွေရှိတယ်ခရီတာသင်တန်းတွေရှိတယ်လူငယ်တွေကိုပြိုးထောင်ရတာဝါသနာပါတယ်ဒီအတွက်ငါကမြေပြင်မှာရော online ပေါ်မှာရော social media platform မှာတနေ့ကို TikTok တကောင်ကို TikTok အပုတ်ရေ54ပုံမှန်ကစားတယ်3ကောက်ဆိုတော့စဉ်းစားကြည့်ပေါ့ပြီးလားဆိုပြီးလေးဘူးနော် YouTube အကောင့်လည်းဖွင့်ထားလေးတယ် YouTube အကောင့်မှာလည်း YouTube ကတတ်မှတ်ထားတဲ့အပုတ်ရေ9ပုတ်9ပုတ်ကနေ14ပုတ်နေ့စဉ်တင်တယ်ချစ်ရင်အားပေးခဲ့ကြော်သွားဖို့မစင်စားနဲ့ TikTok family လေးဖြစ်တဲ့အတွက်အပြန်လဲ TikTok စီးမြင့်ကိုတည်တယ်နော်အသေးပေးရမယ် comment ရေးပေးရမယ် share ပေးရမယ်ဒါမှ social platform ပေါ်တက်ရရောက်တယ် social platform ရဲ့အသေးပဲကိုတည်တယ်နော်ငါအပိုပြောလားမပြောလားငါ TikTok ကောက်တဲ့ကိုဝင်ကြည့်တနေ့ဘယ်နှပုတ်တင်နေဆိုတာငါဖွင့်ထားတဲ့တက်တန်းနဲ့တင်ထားတဲ့အပုတ်ရည်နဲ့တွက်လိမ့်လို့ရတယ် you can do I can do အန်ကတော့ကိုင်နန်တဲ့အတွက်ဒူးသွားပြီယူတို့ကန်နိုင်ရင်ဒူးလေးပေါ့ I can do you can do တို့တနေ့ TikTok အကောင့်တစ်ခေါက်54ပုတ်ပုံမှန်လေးတင်ကြည့်လေအောင်မြင်ဖို့ထက် TikTok ကအတိမတ်ပြုဖို့ထက် TikTok ရဲ့ချမှတ်ထားတဲ့စီးမြင့်ကိုချိုးဖောက်နိုင်တယ်အဲ့ဒါရှိလို့ချက်